အမ်ပါပါလီဇတ်တင်ပိုင်းဒီလိုနဲ့အမ်ပါပါလီဖီယာဒီအတိတ်ဘဝဇက်ကြောင်းလေးအမ်ပါပါလီဒီဖူးစာဖျားရှင်ပွင့်တော်မူစဉ်အခါကအကြီးအကျယ်အလှကြီးပိတ်၍ရုပ်ရည်ချောမောလှပရန်တောင်းစုပန်ခဲ့၏ထိုစဉ်ကအင်းအားကောင်းသလောက်တက်ကြွထပ်တန်နေသောလာချင်းစိတ်ဤတွန့်ပို့ပေးမှုကြောင့်ယခုဘဝ၌ဤအလားကိုသူပိုင်ဆိုင်ရခြင်းဖြစ်၏အမ်ပါပါလီဒီတိခိဖျားရှင်လက်ထပ်တော်အခါ၌ဘိက္ခုနီမှဖြစ်ခဲ့၏တက်နိုင်သမျှတရားကျင့်ခဲ့၏သို့သောခီးတော်မရောက်ခဲ့ပေဒီနေ့ဇီဒီတော်တဆူကိုဖူးမြော်ရင်းဇီဒီကိုလက်ရရက်လက်ပတ်နေရမှာဖျားရင်မင်ပေါ်တွင်တရွေးကွက်တစ်ကွက်ကိုသူတွေ့လာရ၏ရှေ့ကသွားကြသောဘိက္ခုနီတတိုက်ထဲမှာတယောက်ယောက်ထွေးသွားကြောင်းသူသိ၏အမှန်တော့တရွေးထွေးသွားသောဘိက္ခုနီမှာရင်ပြင်တော်လွတ်ရသွား၍ထွေးခြင်းဖြစ်တော်လေရေးကြီးတုတ်ပြဖြစ်၍ရင်ပြင်တော်ပေါ်ကြမှန်မသိကြသွားခြင်းဖြစ်၏အမ်ပါပါလီအလောင်းဘိက္ခုနီသည်တရွေးကွက်ကိုတွေးလျင်ဟင်းဘဲကပြေတန်စာမများဖျားရင်ပြင်တော်ပေါ်တရွေးထွေးတော့ပါလေအချင်းရုပ်မတွေတာသနာဖြတ်မတွေဟုချမ်းချမ်းတန်တန်ဆဲလိုက်၏ဖျားသမီးတော်ဖြစ်သောဘိက္ခုနီမှတပားမှဆိုထားနေတော့တာမန်အစင်အတန်းရှိသောလူဝိကြောင့်မိမတယောက်ဖြင့်နှုတ်မှမထွက်ဝန်သောစကားမထွက်တဲ့သောစကားကိုသူနှုတ်မှကြမ်းတမ်းစွာထွက်လိုက်၏အမ်ပါပါလီ၏ဖရုတဝါစာဒုစရိုက်ကြောင့်သူသည်ဘဝများစွာပြည်တန်စာကြီးစက္ကာဖြစ်ရ၏ဤအမ်ပါပါလီဘဝတွင်လည်းအချင်းဤကတွန်းပို့သည်ဖြင့်စိတ်မပါပဲလျက်ယုံညံ့သောပြည်တန်စာအလုပ်ကိုလုပ်နေရ၏သို့တော်လည်းမြတ်စွာဘုရားသည်ဟူသောအမိကောင်းကလျာဏမိတ်ကိုရသည်ဘုရားရှင်၏ကျောင်းအောင်မှဖြစ်ရပြီလျင်အရွယ်ထောက်လာသည့်အခါသာသနာပေါင်းဝင်ကတရားအားထုတ်သည်ဖြင့်ယဟန္တာဖြစ်သွား၏ချစ်မိတ်ဆွေတို့ကျမ်းကျွန်းတီကနှုတ်လို့ရ၏စကားကျွန်းတီကနှုတ်မရ၏ကျွန်တော် channel လေးကို subscribe နှိပ်ပြီးအားပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာတယ်လေယူချမ်းပါ